ပြန်လဲလို့ပြီးတော့အလုပ်ဘက်ကတန်းနေတာ မင်္ဂလာပါသူအမကတ်စေចောင်းသားចောင်းသူဟောင်းများ ချိန်ရောက်မှာဘလို့မှပြီးတော့ ဆရာကတော်ပွဲမှာ ထွက်တော့ ဆရာမတော်တင်နေငယ်တုန်းကတမ်းပိုင်းဆရာမတော်တင်နေသူရဲ့ချစ်တဲ့ចောင်းသားဟောင်းနေအမကတ်စေចောင်းသားဟောင်းနေရောက်နေတယ်ဒီမှာကျွန်တော်ပေးရမျိုးမင်းကြီး say hello say မင်္ဂလာပါ ai lâu bà ta ဆရာမတော်တင်နေမင်္ဂလာပါ မင်္ဂလာပါသားလေးမင်္ဂလာပါ ဒါတင်မြတ်သူမတင်မင်္ဂလာပါဒါမတူမင်္ဂလာပါဒါဆိုမြောင်မင်္ဂလာပါ မင်္ဂလာပါဗျာ အေးဘာလဲကြည့်ပါဦး အေးအဲ့ဒါဟိုကဆယ်တန်းကြည့်ပြီးတော့ တန်းလာကြော်လာတော့ငယ်တော့အားလာလို့မရ အခုကင်မရာအဖက်တွေမကောင်းလေဒါမှမဟုတ်ကင်မရာအဖက်တွေမကောင်း အဲ့တော့ဖလင်းနဲ့ရိုက်တာ ဟို lighting resolution တွေအဲ့လိုမကောင်း အော်ဟိုကျောင်းဆရာမတွေကိုလေကျေးဇူးပြန်တင်ရမယ်တိလားသူလုံးလုံးအကုန်လုံးလေးဝင်ဖြစ်တာလေတကယ်ပဲအဲဆက်မတော့အေးပဲပေါ့နော်ကုန်နေဖြစ်တော့အာညီမလေးရဲ့လုံးပါအောင်ဖုန်းတစ်ပံမယ်နဲ့အဲ့ဒါနဲ့ဆက်ပါ အဲ့သူ့ပုံမဟုတ်ဒါသူဆက်မတော့ပြေးပြေးလေးအခုတော့ဝတ်တက်ကြီးဖြစ်နေဆက်မ အဲ့ဒီပုံလေးတွေက Facebook ထဲမှာ share ထားသေးတယ်လေမသိ တပုံလားမသိဘူး ဆရာမပေးတဲ့ဆရာမပို့လိုက်တဲ့ပုံတွေဒါ share ပေး ဆ ထား က် တယ် မမော်ရီတီကိုပို့မယ်လို့တာဖုန်းနဲ့ဘကဆက်မပြေအောင်မရှိတော့ဘူးဆက်မဖုန်းနဲ့ဘက ဒါပေမဲ့တော့ဆယ်တန်းတော့လာမသိ အေးဆယ်တန်းတော့စုံနေရနော်ပြည့်ပြီးတော့ဒီပြည့်ပြီး အဲ့ဒါလေဒီမှာဖိတ်စာလေးနဲ့စုံကြတာပြည်ရဲ့ဒါတော့ဖိတ်စုံနဲ့တူလေဒီမှာတက်ပိုင်ဆို မှန်ပြီ ဒီမှာလေးတမီးလေးရဲ့တက်ပိုင်ဆိုကနေတော့ဖိတ်စာလေး